ဒီကဘာမြေကြီးဟာဖျားငါးစုပွင့်ပြီးမှပျောက်ကွယ်မှဖြစ်တယ်အခုဖျားလေးစုပွင့်ပြီးသွားပြီတစုပွင့်ပြီးတိုင်းမြေသားဟာတယူဇနာလောက်မြင့်တက်လာတာဖြစ်တယ်ဒါကြောင့်မို့ရှေးအောင်ပစ္စည်းတွေပြန်တူးဖော်ရတာပထမဆုံးပွင့်တော်မူတဲ့မြတ်စွာဘုရားကကကုတန္တမြတ်စွာဘုရားအဲ့ဒီကကုတန္တမြတ်စွာဘုရားဟာသက်တော်4000တန်းသူ့အသက်4000အသက်ရှိတဲ့ကာလမှာပွင့်တော်မူခဲ့တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလည်းပဲသက်တော်4000ထိအောင်ကြာရှိစွာလူဘဝမှာလောကသားတို့အတွက်ကြိုးစားဆောင်ရွက်ခဲ့နိုင်တာဖြစ်တယ်ပေါ့ထိုကကုသန္တမြတ်စွာဘုရားရဲ့အသိဉာဏ်ပွင့်လင်းရာတပ္ပယုတ္တဉာဏ်တော်ကြီးပွင့်လင်းရာဘောဓိပင်ကတော့ကိုကိုပင်ပဲဖြစ်တယ်ကိုကိုဘောဓိမှာဘုရားဖြစ်သူရောက်သွားတယ်သို့တော်ဒီကနေ့ခေတ်ကိုကိုပင်ကိုဗဒ္ဒကဘာကြီးမကွဲခင်တောင်မှပဲမြေပြင်ပေါ်မှာပေါက်နေတဲ့ဘောဓိကိုကိုပင်တွေကိုဘောဓိပင်လို့လူတွေကအသိမှမပြုကြတော့ဘူးလမ်းဘေးမှာအရရသစ်ပင်ဖြစ်စိုက်ပြီးတော့ထင်းခုတ်ပြီးတော့စိုက်နေကြပြီဘောဓိပင်ဖြစ်ကရွှေလျောသွားတယ်လို့ဆိုရမှာဖြစ်တယ်ဒီကဘာမြေကြီးပေါ်မှာပွင့်ပေါ်ခဲ့တဲ့မြတ်စွာဘုရားပဲဗဒ္ဒကဘာဆိုတာဒီကဘာမြေကြီးပေါ်မှာပွင့်သွားတဲ့မြတ်စွာဘုရားရဲ့ကိုကိုဘောဓိလူသက်တန်းဟာတက်လိုက်ကြလိုက်4000တန်းကနေစနစ်တန်းထိအောင်ရောကြသွားပြီးတဲ့အခါတခါလူသက်တန်းတွေပြန်တက်လာပြီးအသင်္ချေထိအောင်လူတွေဟာပြည့်ရည်ပွဲကောင်းလောက်အောင်သက်ရှိပြီးသက်တွေပြန်တိုးကြပြန်တယ်သက်တိုးတာဟာဒုစရိုက်တွေကြောင့်တိုးတာပဲဖြစ်တယ်ဒုစရိုက်ကြောင့်ဘာကြောင့်တိုးတယ်လဲလို့ဆိုရင်လူတွေရဲ့ရှင်တဲ့နှလုံးထဲမှာဖြစ်ပွားတဲ့အကုသိုလ်တရားထိုရင်ထဲကဖြစ်တဲ့အကုသိုလ်တရားကြောင့်ထွက်ပေါ်လာတဲ့စကားသံပြုလုပ်တဲ့အမှုကိစ္စတွေဟာလူလောကလူရဲ့ဂုဏ်သိက္ခာတွေကိုကျဆင်းစေပြီးတတန်းကိုတိုးသွားစေတယ်ဘယ်လိုဆက်ဆက်ထားတော့လို့ဆိုတော့လူတွေရဲ့ရင်ထဲမှာအကုသိုလ်တွေဖြစ်ပွားလာပြီဆိုလို့ရှိရင်ရင်ထဲကဖြစ်ပွားတဲ့အကုသိုလ်ရဲ့အရှိန်အဝါတွေကြောင့်ကဘာမြေကြီးပေါ်မှာပေါက်နေတဲ့တစ်ပင်တွေရှားသူဥရုတွေကပြောင်းလဲသွားတယ်ပြောင်းလဲသွားတော့ထိုရာသီဥရုပေါ်မှာအမိပြုနေရတဲ့လူသားတွေထိုမြေပေါ်မှာစိုက်ပျိုးပြီးတော့ဖြစ်ပေါ်လာတဲ့သီးနှံတွေကိုစားပြီးအသက်ရှင်ရတဲ့လူသားတွေဟာရုပ်လျော့လာတဲ့တဖြည်းဖြည်းအသက်ဟာရုပ်လျော့သွားတယ်ဥဒုနဲ့အာဟာရကြောင့်လူတွေရဲ့တတန်းဟာရုပ်လျော့တယ်လို့သူဆို